အားလုံးပဲမင်္ဂလာပါကျွန်တော်တငယ်ချင်းချင်းမိတ်ဆွေများအတွက်ဒီပြတွင်းပေါက်တကားအသီးစားလေးတွေလက်ပုံလုံးနည်းလေးများပြန်လည်မျှဝေလိုက်ပါတယ်ကျွန်တော်တငယ်ချင်းချင်းမိတ်ဆွေများအတွက်ဖြစ်ပါတယ်ပေါ်လာတော့ဟုတ်တယ်ဒါလေးကကျွန်တော်တို့ဒီမှန်အဆိုင်လေးတွေပုံစံစတာအပြားသေးလေးတွေထည့်ပြီးလောက်တာပါနော်ကဲလှပတိတ်တယ်နော်အလီလေးထည့်လိုက်ရမယ်ဒီတကားလေးလောက်တာပုံစံလေးတလိုင်းလေးအဆိုင်စောင်းလေးထည့်ရတာပေါ့နော်တော့လေးလေးဝင်မယ်ပြီးတဲ့လောက်ရှိသွားပြီပေါ့နော်ဒါကဒီ liquid လေးကိုလောက်တာအဆိုင်လေးလောက်တာပြီးသွားပါဒီလိုလေးအပေါ်လေးအပေါ်အရှင်ကိုပြောအောင်